အခုလိုပူပြင်းတဲ့နေရာဒီမှာကျွန်တော်တို့ဒီအသားတိုးကြက်တွေကိုအပူဒဏ်တက်တာအောင်အေးအောင်လုပ်ပေးတဲ့နီလန်းကတော့နှစ်ခုရှိတာပေါ့နော်နှစ်ခုရှိတာပေါ့ကျွန်တော်တို့ဒီပန်ကာနဲ့ပေးပြီးတော့အေးအောင်လုပ်တာရဲ့ကျွန်တော်ရေဖြန်းပြီးတော့အေးအောင်လုပ်တာပေါ့ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာတော့ရေဖြန်းပြီးတော့အေးအောင်လုပ်တာကများပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီပန်ကာနဲ့အေးအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ကုန်ကျစရိတ်ကပိုများတာပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီလက်စစ်မီးပေါ့နော်လက်စစ်မီးရတယ်ကျွန်တော်တို့ကအချိန်ပြေးမရတဲ့ခါကျတော့ကျွန်တော်ဒီပန်ကာနဲ့အေးပေးဖို့ဆိုတာတော့မရအောင်မဟုတ်ရတာပေါ့နော်မီဇက်တို့တခြားဆိုလာတို့ပါအောင်လည်းပေးတော့ရတယ်ဒါပေမဲ့ကုန်ကျစရိတ်ကတအားများတာပေါ့နော်ဒီကုန်ကျစရိတ်များတဲ့အတွက်ကျွန်တော်တို့မြန်မာပြည်မှာအသုံးများတာကရေဖြန်းလာပေါ့နော်ရေဖြန်းတာကကုန်ကျစရိတ်လည်းတက်တာတယ်စက်တွေလည်းအေးတာပေါ့ကျွန်တော်ဒီမြန်မာပြည်မှာတောင်းတဲ့နီလန်းပေါ့နော်အဲ့လိုမျိုးရေဖြန်းတဲ့ခါကျတော့ကျွန်တော်ဒီဗမာပြည်မှာကကြက်တော်များရေဖြန်းလို့ဆိုရင်နှစ်ဖွဲ့ကကွဲနေတယ်ဗျချို့ကြတော့ရေဖြန်းရင်ဝိတ်ကြတယ်ချို့ကြတော့လည်းမကြဘူးပေါ့နော်ဒီရေဖြန်းတာဝိတ်ကြခြင်းမကြခြင်းကပြောမယ်ဆိုရင်တော့ရေဖြန်းလို့ဝိတ်ကြတာမဟုတ်ဘူးဗျတခြားယောဂတစ်ခုခုကြောင့်ဝိတ်ကြသွားတာပဲရေဖြန်းလို့ဝိတ်ကြတာကတော့မဟုတ်ဘူးပေါ့နော်ဒီပြောမယ်ဆိုရင်ကျွန်တော်ဒီနွေရာသီမှာမွေးတဲ့ကြက်နဲ့ကျွန်တော်ဒီဆောင်းရာသီမှာမွေးတဲ့ကြက်ကဝိတ်တန်မတူဘူးပေါ့နော်အစာစားနှုန်းချင်းလည်းမတူဘူးပေါ့ကျွန်တော်ဒီနွေရာသီမှာမွေးတဲ့ကြက်ကြတော့ရာသီဥတုပူတဲ့ခါကျတော့နေ့ကျကျွန်တော်တို့အစာဖြတ်ရတာပေါ့နော်ဒီကျွန်တော်ကြက်အကောင်တစ်ထောင်ကိုဆောင်းရာသီမှာ3လုံးခွဲ4လုံးကုန်လို့ဆိုရင်ကျွန်တော်ဒီနွေရာသီကြားလို့ဆိုရင်တော့ဒီ3လုံးလောက်ပဲကုန်တော့တာပေါ့နော်ကုန်တော့တယ်ဆိုတာကတော့ကျွန်တော်နေ့လည်းပဲအစာဖြတ်ပြီးတော့ညဘက်ပဲကျွေးတာပေါ့အဲ့လိုမျိုးအစာတွေစားနှုံးကွာသွားတဲ့ခါကျရင်တော့ကျွန်တော်ဒီကြက်ကအကောင်သေးတာပေါ့အဲ့ဒါကိုတချို့တလေကရေဖြန်းလို့ဝိတ်ကြတယ်ထင်တယ်မဟုတ်ဘူးဗျကျွန်တော်ကဒီပူတဲ့ချိန်ကျရင်ကျွန်တော်ຫນွေကြရင်ပူတဲ့ချိန်ကျရင်ကျွန်တော်အစာဖြတ်လိုက်တဲ့ခါကျတော့အစာစားနှုံးကြာသွားတယ်လို့ပဲပြောရမှာပေါ့နော်အစာစားနှုံး short စားခိုင်းလိုက်တာပေါ့အဲ့အတွက်ကျွန်တော်တို့ကဝိတ်ကကြာသွားတာပေါ့ကျွန်တော်ဒီຫນွေရာသီမွေးတဲ့ကြက်ရဲ့ဆောင်းရာသီမွေးတဲ့ကြက်ရဲ့မိုးရာသီမွေးတဲ့ကြက်ရဲ့ဝိတ်တန်ကြီးကမတူကြအောင်ဗျအဲ့ထက်မှကျွန်တော်တို့အကောင်းဆုံးဆိုရင်တော့ဒီဆောင်းရာသီမှာမွေးတဲ့ကြက်ကဝိတ်တန်အကောင်းဆုံးပေါ့နော်နွေရာသီမှာမွေးတဲ့ချက်ကတော့ဝိတ်တန်းကတော့အသေးဆုံးလို့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ကရာသီဥတုကပူတဲ့ခါကျတော့ကျွန်တော်ကဒီအစာကိုနေ့လည်းပဲကြာရင်တော့ဖြတ်ကတာပေါ့။ဒီဖြတ်ပြီးတော့ကျွန်တော်ကရေဖြန်းတာပေါ့နော်။ရေဖြန်းတာကခုနကျွန်တော်ပြောသလိုပဲကုန်ကျစရိတ်အနည်းဆုံးနဲ့အထီးရောက်ဆုံးဒါကကျွန်တော်မြန်မာပြည်မှာတော့ရေဖြန်းတဲ့စနစ်ကိုပဲအသုံးများတယ်။တခြားနိုင်ငံတွေမှာကြာရင်တော့ကျွန်တော်ကဒီပန်ကာနဲ့အေးပေးတဲ့စနစ်တွေအော်ဒီထဲကလေဘူးထုတ်တဲ့စနစ်တွေပဲတုံးကြတာပေါ့နော်ဒါကတော့တခြားနိုင်ငံမှာပေါ့ကျွန်တော်မြန်မာပြည်မှာကျတော့အဲ့လိုတုံးလို့အဆင်မပြေနိုင်ဘူးည။ဘာလဲကုန်ကြစရိတ်ကတအားများတယ်။နောက်ပြီးတော့လက်စစ်မီးရလည်း24နိုင်မရတဲ့ခါကျတော့မဖြစ်နိုင်ဘူးပေါ့နော်။အဲဒါကြောင့်မို့ကျွန်တော်ကုန်ကြစရိတ်နေပြီးတော့ထိရောက်တဲ့ရေဖြန်းတာကိုပဲကျွန်တော်မြန်မာပြည်မှာလောက်တာများတာကျွန်တော်ကိုယ်တိုင်ကလည်းရေဖြန်းတာပေါ့နော်။ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကတော့ရေဖြန်းလို့ဝိတ်ကြတာမဟုတ်ဘူး။ဒီနွေရာသီမှာကိုကဘလိုပဲလောက်ဝိတ်ကကျွန်တော်ဒီဆောင်းရတဲ့ကြက်ကိုမှီမှာမဟုတ်ဘူးအဲကြောင့်ဝိတ်ကကြလို့ထင်တာတကယ်တမ်းကျတော့ရေဖြန်းလို့ဝိတ်ကြတာမဟုတ်ဘူးနွေရာသီမှာကျွန်တော်တို့အစာ short စားခိုင်းလိုက်လို့ဝိတ်ကြတာပေါ့နော်ကျွန်တော်အဓိကပြောချင်တာအဲ့ဒါပေါ့